Hello မင်္ဂလာပါ Lavender တွေပါဆိုတော့ no contact reading လေးလုပ်ပေးမယ်ဒါကတော့ဒီ energy ကကျတော့ဒါ twin flame energy ကိုယူပြီးတော့လုပ်ပေးထား Lavender တွေကလေဆိုတော့ twin flame connection သမားတွေပါရင်ပိုကြည့်ရင်တော့ပို energy ကိုက်မှာပေါ့တခြား connection သမားတွေဆို energy ကိုက်ရှင်မှာတော့ကိုက်မယ်ဒါပေမဲ့ soul connection သမားတွေအကုန်လုံးကြည့်လို့ရပါတယ်နော် connection ကအဓိကတော့မကြပါဘူးLavender တွေအမြဲပြောဖို့လိုပဲ connection ကအဲ့လောက်အဓိကမကြဘူးကဲအဲ့တော့တစ်ဖက်ကိုယ့်ရဲ့ twin flame အယုံထဲမှာပြုမယ်တစ်ဖက်သူကိုနဲ့ကိုတတိယနေလား no contact နော်ကိုတတိယနေလားကိုအကြောင်းတွေးနေရရှိလားသူ့ရဲ့ energy ရောလက်ရှိဘယ်လိုတွေဖြစ်နေမလဲပြီးတော့မင်းတို့ညရဲ့အောက်ကန်းနော် union time ပေါ့နော်အဲ့ဒါလေးကြည့်ပေးမယ်ဟုတ်ပြီ Queen of Swords 3 of Wands block ထားတဲ့သူတွေပါလားမင်းဘက်က block ထားတဲ့သူတွေပါလားဆိုတော့တစ်ဖက် twin flame ရဲ့လက်ရှိ current energy ပေါ့နော်ဒါလေးကတော့တစ်ဖက်သူကိုမင်းက block ထားလားတစ်ဖက်သူကမင်း block ထားလားမသိဘူးအဲ့လို block ဖြစ်တဲ့ energy မျိုး block ထားရတဲ့နဲ့အဲ့တော့တစ်ဖက်သူကချောင်းကြည့်နေရမင်းအကောင့် social media အကောင့်မှာเนาะစောင့်ကြည့်နေရသူဒီ connection ကိုလုံးဝ give up မလုပ်သေးတဲ့အနေထားပါမင်းရဲ့တစ်ဖက် twin flame ဒီ connection ပေါ်မှာလုံးဝ give up မလုပ်သေးဘူးမင်းတို့နှစ်ယောက်ဒါကိစ္စတစ်ခုခုကြောင့်ပြီးဖြတ်ထားတယ်ဆိုရင်တော့မှစေတနာတစ်ခုခုကြောင့်ပြီးဖြတ်ထားတယ်ဆိုရင်เนาะသူဒီ connection ပေါ်မှာ give up မလုပ်သေးဘူးပြန်အဆင်ပြေခြင်းနဲ့ပြန်ပြီးတော့ညှိနှိုင်းခြင်းတည်းရဲ့ဆိုရဲ energy မျိုးရတယ်ကောင်လေးဖြစ်ကောင်မလေးဖြစ်တစ်ဖက်သူကမင်းကိုစောင့်ကြည့်နေစေပဲနော်မင်းကိုလုံးဝစောင့်ကြည့်နေစေ energy မျိုးမှတက်တွေ့တယ်မင်းတို့ညောက်ကြမှာလေသိလားတယောက်စင်နေရတော့ရှိတယ်ဒါပေမဲ့အခြေခံအုံးမြင့်မကောင်းဘူးလို့ကြားဒီ connection က twin flame connection နေဆိုပေမဲ့မင်းတို့ညောက်ကြမှာနားလည်မှုတွေတောင်းတဲ့တယောက်ပွင့်လင်းမှုတွေတောင်းတဲ့တယောက်စာနာမှုတွေတောင်းတဲ့တယောက်သိခံခြင်းတွေအများကြီးလိုသေးတယ်တောင်းတဲ့တယောက် ego တွေအတ္တတွေများတယ်မင်းတို့ညောက်စလုံးအဲ့မင်းတို့ညောက်တိဆောက်ထားတဲ့ဒီအရာကြီးကဒီအခြေခံအုံးမြင့်မခိုင်တော့ပြိုလဲသွားရဆိုတဲ့အရာမျိုးမင်းတို့ညောက်ကြမှာနားလည်မှုလွဲရရှိရယ်တောင်းတဲ့တယောက်ကြမှာအထင်မြင်လွဲမှားမှုတွေရှိရယ်တယောက်ခံစားချက်တွေတယောက်ပုံပုံလင်းလင်းမပြောပြထားတဲ့အရာကြီးရှိရယ်ဆိုတော့မင်းတို့ညောက်တိဆောက်ထားတဲ့အရာကြီးဒီမခိုင်မြဲဘူးဆိုတော့မင်းတို့ညောက်စလုံးဒီလိုမျိုးဖြစ်တယ်ဒီ no code တဲ့ကာလမှာတစ်ဖက်သူလည်းမင်းနဲ့ပတ်သက်ပြီးတော့နော်တစ်ဖက်သူလည်းမင်းနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့တိလားဘယ်ပြောမလဲ separation တန်ခံနေရဆိုတဲ့ပုံစံမျိုးသူလည်း separation တန်ခံနေရမင်းလည်း separation တန်ခံနေရတယ်မင်းတို့ညောင်းရဲ့တိဆောက်ထားတဲ့အရာကြီးကဝုန်းဆိုပြီးတော့တဲ့မလားပြိုလဲသွားတယ်ပြဿနာတစ်ခုခုကြောင့်မင်းတို့ညောင်းရဲ့တိဆောက်ထားတဲ့အရာကြီးဒီဝုန်းဆိုပြိုလဲသွားတယ်အဲ့ဘာလို့ဝုန်းဆိုပြိုလဲသွားရလဲမင်းတို့ညောင်းကြားမှာနားလည်မှုမရှိလို့နော်ပြီးတော့ခါကျတော့တိခတ်မှုမရှိလို့စာနာထောက်ထားမှုညှိနှိုင်းမှုကိုချင်းစာမှုအဲ့အရာတွေဒီမပြည့်စုံသေးမင်းတို့ညောင်းစလုံးမှာအဲ့ဒါကြောင့်ဒီလိုမျိုးဖြစ်သွားရဲဆိုရဲ energy မျိုးမြင်တာတိလားအဲ့ဒါကြောင့်ဒီလိုမျိုးဖြစ်သွားတာမင်းတို့ညောင်းတစ်ဖက်တော့မင်းနဲ့ဒါပြန်လဲညှိနှိုင်းယူခြင်းနဲ့အနေထားတစ်ဖက်သူဘက်ကစောင့်ကြည့်ချင်သေးတယ်နည်းနည်းတော့သူဘက်ကပြက်သားနေတဲ့ energy မျိုးပြက်သားလဲဒုံတွဲနေရပေါ့နော်သူစိတ်ကမပြက်သားမှဖြစ်မယ်ဒါမဲ့လေအရန်ကြီးမပြတ်သားနိုင်သေးဘူးစောင့်ကြည့်နေစေပဲပြီးတော့ဒီ connection ပြိုလဲသွားတဲ့ဒီဆက်ဆံရေးဒီပြိုလဲသွားတဲ့ဒီ connection ပေါ်မှာပြန်လဲနားလဲညှိနှိုင်းမှုတစ်ခုယူချင်နေစေပဲဆိုရဲ energy မျိုးတစ်ဖက် twin flame ရဲ့ energy ကအဲ့လိုပေါ့နော်အဲ့တော့မင်းတို့ညောက်ဘယ်လိုဆက်ဖြစ်လာမလဲမင်းတို့ညောက်ပေါ့နော် union timing တစ်ခုရှိလာမလား short reading မှာဖြစ်လိမ့်မယ် Lavender ဒါကကြုံလို့လုပ်ပြရမင်းတို့ညောက်ကြားမှာ possible outcome ဘယ်လိုဖြစ်လာမလဲဟုတ်ပြီဒီလိုအဖြစ်ပြက်လေးတော့မင်းတို့ညောက်ကြားမှာဖြစ်သွားပြီးပြီနော်ဖြစ်သွားပြီးပြီဆက်ဆံရေးတစ်ခုပြိုလဲသွားပြီနော်မင်းတို့ညောက်ကြားမှာ no contact လည်းဖြစ်နေတယ်ဟုတ်တယ်မလားသူဘက်ကလည်းမင်းကိုဆက်သွယ်ချင်နေရမျိုးရောပြတယ်နားလည်မှုယူချင်နေရရောပြတယ်ဒါမဲ့ညောက်ကြမှာအချိန်အခါအခွင့်သင့်ပြီလားဒီပြိုလဲသွားတဲ့ဆက်ဆံရေးကိုသူဘက်ကပြန်ပြင်ဆင်လာနိုင်မလားသူဘက်ကဘယ်လို action တွေယူလာမလဲ
page of source action ရောယူလာမယ်တစ်ဖက်သူကမင်းစီကိုဆက်သွယ်မှုတစ်ခုတော့လုပ်လာမယ်ဆက်သွယ်မှုတစ်ခုမင်းတို့ညောက်ကြားမှာ new beginning လေးရောရှိရလို့ပြောရမှာပေါ့နော်ဒီ page of source နဲ့ the full energy ကမင်းတို့ညောက်ကြားမှာnew beginning energy ရောရှိတယ်တစ်ဖက်သူကညှိနှိုင်းမှုတော့လှုပ်လာနိုင်ပေမဲ့သူ့စိတ်ထဲမှာမင်းနဲ့ဒါညှိနှိုင်းမှာသူ့ဘက်ကတော့အပြောတွေအများကြီးပြောမယ်လို့တွေးထားတာဒါပေမဲ့တကယ်တမ်းမင်းနဲ့အဲ့လိုမျိုးညှိယူလာရင်ညှိရင်ပေါ့နော်သူ့ဘက်ကလာညှိရင်တောင်းမှန်စကားတခွန်းပြောမှာမဟုတ်သူရဲ့ခံစားချက်တွေအကုန်ပြောမှာမဟုတ်စင်ပြေလားနေကောင်းလားဒီတိုင်းလေးပဲမင်းတို့ည conversation ကဒီပြိုလဲပြက်စီသွားတဲ့အရာကြီးကိုပြန်ပြီးတော့မပြင်ဆင်ဘူးဒီတိုင်းပဲအပြိုလဲပြက်စီသွားတဲ့အရာကြီးကိုထားလိုက်တော့ငါတို့အစ်စ်ဆောင်မယ်အဲ့လို energy မျိုးတော့တွေ့ရဒီမှာအဲ့ငါအစ်စ်ဆောင်မယ်အပြိုလဲပြက်စီသွားရငါတို့ညောက်ချင်မှဖြစ်ထားတဲ့ပြဿနာတွေထားလိုက်တော့ငါအဲ့အရာကြီးလည်းမဖြေရှင်းချင်တော့အဲ့အရာကြီးလည်းငါပြန်မပြေလဲရှင်တော့ထားလိုက်တော့အဲ့အရာကြီးကိုငါဒီကျိုးပဲ့သွားတဲ့အရာပြက်စီသွားတဲ့အရာငါဘာမှမလုပ်ရှင်တော့ငါတို့အစ်စ်ကနေပြန်ဆိုင်အောင်အဲ့လို energy မျိုးနဲ့လာမှာနော်အဲ့လို energy မျိုးနဲ့လာမှာလို့တွေ့တယ်နည်းနည်းတော့သူဒီ connection ပေါ်မှာလာဖို့မလာဖို့ပေါ့နည်းနည်းလေးအချိန်ဆောင်ကြည့်နေရဆိုရဲ energy မျိုးလာလိမ့်မယ်မင်းတို့ညောက်ကြားမှာ new beginning တော့ဖြစ်လိမ့်မယ်အဲ့ new beginning နောက်မှာ attachment တွေမပါစေချင်ဘူးဟောဒါလည်း new beginning ပဲကဲအဲ့တော့ခုန the tower energy the moment tower moment energy အရာပြိုလဲပြက်စီသွားတဲ့အရာတွေကိုတော့သူ့ဘက်ကပြန်ပြင်ဆင်မှာတော့မဟုတ်ဘူးပြန်လည်တောင်းပန်မှာလည်းမဟုတ်ဘူးပြန်လည်ဖြည့်ရှင်းချက်ပေးမှာလည်းမဟုတ်ဘူးအဲ့အရာတွေပေါ်မှာဒါပေမဲ့သူဒီအတစ်တစ်ခုယူလာလိမ့်မယ်ဒီထက်ပိုကောင်းတဲ့အတစ် brand new အတစ်နော်ဆက်ဆံရေးတစ်ခုပြန်အတစ်တစ်ခုတည်ဆောက်မယ်တစ်ဖက် drone lane ကမင်းကိုအဲ့လို energy ပေးလာမယ်နော်အဲ့အရာနဲ့ပတ်သက်ပြီးဖြစ်လဲမဖြစ်ရှင်းတောင်းလည်းမတောင်းမယ်ဘူး let it be let themဒါမဲ့ငါတို့ညောက်ကြမှာအစ်စ်ပြန်စမယ်ငါတို့အစ်စ်ပြန်စလို့ရသေးရဲ့အဲ့လိုမျိုးပေါ့အဲ့အရာကြီးကိုကြော်လွားပြီးတော့အစ်စ်ပြန်ဆောက်မယ်ဆိုရင် energy မျိုးသူ့ဘက်ကတော့ပေးလာနိုင်မယ်မင်းတို့ညောက်ရဲ့ possible အောက်ကဒီလိုအကြောင်းမျိုးဖြစ်ထားလို့ဒီလိုအကျိုးမျိုးလာဖြစ်လိမ့်မယ်မင်းတို့ညောက်အတွက် possible အောက်ကအဲ့တော့အနည်းဆက်ဆုံးတလအတော်တွင်ဒီ reading ကိုကြည့်ပြီးတော့တလအတော်တွင်တစ်ဖက်ကိုယ့်ရဲ့ twin flame ကပြန်ပြီးတော့လာဆက်သွယ်လိမ့်မယ်သူ့ဘက်ကပဲ action ယူလာမယ်သူ့ဘက်ကပဲ new beginning ယူလာမယ်အဲ့လို energy မျိုးမြင်တယ် base of the deck 8 of 1ဒါလည်းညှော်လင့်နေအဆက်တွေပါပဲသူဘက်ကဆက်သွယ်ရာကြီးလောက်လာလိမ့်မယ်နော်တလအနည်းဆုံး10ရက်အတော်အတွင်းဒီ reading ကြည့်ပြီး10ရက်အတော်အတွင်းအဝေးဆုံးတလအတော်အတွင်းမှာနော်တစ်ဖက်သူဘက်ကမင်းစီကိုကန်လန်းချက်တစ်ခုဆက်သွယ်ချက်တစ်ခုလောက်လာလိမ့်မယ်လောက်လာမှာနော်သိလားသူဘက်ကလာမှာ action နေနဲ့လာမှာဖုံးစာလူကိုယ်တိုင်လာတွေ့မှာမျိုးတော့မမြင်ဘူးဒီမှာတော့စာနဲ့ပဲဖြစ်ဖြစ်ဖုန်းနဲ့ပဲဖြစ်ဖြစ် block ထားရင်ဥမာ social media မှာမင်း block ထားရမလားဖုန်းနဲ့ဆက်သွယ်လာလိမ့်မယ်မင်းဘယ်နေရာပဲ block နော်သူဆက်သွယ်လို့ရတဲ့နေရာတစ်ခုခုစီကနေတော့ဆက်သွယ်လာလိမ့်မယ် action တစ်ခုယူလာလိမ့်မယ်သူဘက်ကနော်မင်းတို့ညောက်အတွက်ကောင်းမွန်တဲ့ new beginning ဆို union timing တစ်ခုဖြစ်မှာပေါ့နော်မလို့တော့ union timing က maybe ဒါအနည်းဆက်ဆုံးတချို့ energy ကောင်းတဲ့သူတွေအတွက်ကကြတော့ဒါတလားဒီလထဲမှာဒီ April လထဲမှာဖြစ်နိုင်တယ်နော်ဒါ lavender ဒါမင်းတို့ညောက်အတွက် possible အောက်ကန်ကိုကြည့်ပေးရမင်းတို့ညောက်ရဲ့ energy တော့အရင်ဒါပြောပေးမှာ healing ပိုင်းပြောပေးမှာတော့မဟုတ်ဘူးမင်းတို့ညောက်အတွက် possible အောက်ကန်ကိုတီးချင်လို့ကြည့်ရချက်ကြည့်ရအဲ့တော့လာလိုက်မှတစ်ဖက်သူဒီဒါမဲ့တောင်းမှန်လာမှာမျိုးတော့မဟုတ်ဘူးသူဒီပေါ့ပါပဲဒီအရာကြီးမဖြစ်ပြတ်ခဲ့တယ်လို့ဒီနာကျင်မှုကြီးမင်းတို့ညောက်ကြားမှာထိတ်လန့်တုံလို့ဝယ်ရအရာကြီးမဖြစ်ခဲ့ဘူးသလိုသူဘက်က ACC ပဲလာလိုက်မယ် ACC ပဲမင်းကိုချစ်ချင်းမြတ်တာရင်းနဲ့တူတူလာလိုက်မယ် maybe တချို့ energy အရာပေါ့နော်တငယ်ချင်းတွေဆိုရင်တငယ်ချင်းပုံစံမျိုးလာရောတာမျိုးတို့အဲ့ဒီမှာအဲ့လိုမျိုးလေးပေါ့နော်ဒါပေမဲ့အချစ်တော့ပါတယ်တငယ်ချင်းဆိုတဲ့တန်ရောစင်အချစ်ပေါ့အဲ့တငယ်အဲ့လိုမျိုးပေါ့မိတ်ဆွေအနေထားတငယ်ချင်းအဆင့်အနေထားလောက်နဲ့သူဘက်ကပြန်ဝင်ရောက်လာနိုင်တယ်သူအစ်စ်ပြန်စားတဲ့သဘောမျိုးပေါ့ကွာသိရမလားအဲ့လိုအစ်စ်ပြန်စားပြီးတဖြည်းဖြည်းဆွဲခေါ်သွားမယ့် energy မျိုးရတယ်သူဘက်ကလောဆယ်အဲ့လိုမျိုးလေးပေါ့နော်မိတ်ဆွေသဘောမျိုးတငယ်ချင်းသဘောမျိုးအဲ့လိုမျိုးလေးပြန်ဝင်လာလိမ့်မယ်နော် strength အဲ့လိုပြန်ဝင်လာပြီးတစ်ဖက်သူကမင်းစီရနဲ့သူလုံးဝမလွတ်မြောက်နိုင်ဘူးတစ်ဖက်သူကနော်မင်း energy ကောင်းရင်ကောင်းတယ်လို့မင်း energy ကမိမိုက်နေတယ်လို့မင်းစီလာမှာပဲတစ်ဖက်ကောင်လေးကတစ်ဖက်အကောင်လေးပဲဆွဲနေတစ်ဖက် twin flame ကဒီကတစ်ဖက် twin flame ကမင်းနဲ့ပတ်သက်ပြီးမယုံထွက်နိုင်သေးဘူးမင်းမလွတ်မြောက်နိုင်သေးဘူးမင်းကenergy ကောင်းတဲ့အထဲမှာပါတယ်ဒီလားအဲ့တော့ strength ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပေါ့ strength ဖြစ်နေတဲ့သူဒီ reading ကိုကြည့်နေသွားဆိုတော့တစ်ဖက်သူကြီးကဘာကြီးပဲဖြစ်နေပါစေ
မင်းရဲ့ energy ကို तू မတွန်းလာနိုင်သေးဘူးမင်းရဲ့ energy ကိုမကြော်လွန်နိုင်သေးဘူး maybe မင်းဘက်မှာ unconditional love ရှိနေအမျိုးကြီးရှိကောင်းရှိမှာ तू အဲ့အရာဒီ calling ဖြစ်နေတဲ့သူအတွက်မင်းရဲ့ neutral မင်းရဲ့ gear ဆိုင်မင်းရဲ့ကျင်နာမှုတွေ तू အရန်မှတ်မော်နေ तू အရန်လို့ရှင်နေသေးတယ်တစ်ဖက် तू မင်းနဲ့ပတ်သက်ပြီးလုံးဝယုံထွက်လို့မရသေးဘူး तू အဲ့အရာတွေပြန်လို့ရှင်လို့မင်းစီကအချစ်တွေကိုပြန်လို့ရှင်လို့မင်းရဲ့မြတ်တာကိုလိုချင်လို့ပြန်လာတဲ့ပုံစံမှာပြန်ပြီး new beginning patient တဲ့ပုံစံမှာသူဒီမင်းရဲ့မြတ်တာရဲ့စစ်တာ तू တိသွားပြီးသူတိသွားပြီးနောက်ပိုင်း तू ပြန်လာလိမ့်မယ် तू ပြန်လာလိမ့်မယ်အဲ့လိုပြန်လာမယ်ဆိုရင် energy ပဲပြောနေရပါတော့လာလိမ့်မယ်ရှင့်အနည်းဆုံးတစ်လအတော်တွင်မင်းတို့ညရတာပို့စပဲအောက်ကန်လေးဟောပေးရပါတော့နောက်နေ့ကျမှ twin flame နဲ့ပတ်သက်တဲ့ energy ကိုစစ်ကြည့်ရင်းနဲ့ဒီမှာတော့ဒါ energy မစစ်လိုက်ရဘူးပေါ့နော် energy စစ်မိနေတာဒီ radio ကြည့်ရဆိုရင်စူနေဦးမှာဒီမှာဖက်ကနေကြည့်လိုက်တာတော့အနေငယ်စူဖို့ရအောင်မရှိဘူးဒါပေမဲ့ attachment တော့ရှိနေသေးရဲ့နော်ဟုတ်ပြီနော် attachment ရှိလို့ဒီ reading ဝင်ကြည့်နေရပါတော့ attachment မရှိတော့ဝင်ကြည့်နေမှာမဟုတ်တော့ဟုတ်တယ်မလားအဲ့တော့ဒါ attachment တော့ရှိနေသေးရဲ့ကွာအရင်ကြီးတော့မစူတော့ဘူးနော်မစူတော့ဒါပေမဲ့နောက်ဒီ energy ကိုမိမိုင်းနေအောင်နေဒီကာလတော်အတွင်းမှာဒီ April လအတော်အတွင်းမှာ April လဒီအရန်ထူးခြားတဲ့လတွန်းဖိနေအတွက်agent နာမရလည်းတွေ့နိုင်မယ်ဒီကိုရိုင်းကဒီ spirit တွေဒီ lavender တွေအောင်ပေးမှာရေးထားတယ်နော်ဒီ spirit နဲ့ပတ်သက်တဲ့အိမ်မက်တွေအများကြီးမှတ်တယ်လို့တောက်လျှောက်အဲ့တခုလည်းမဟုတ်အခုလွန်ခဲ့တဲ့2ရက်ကလည်းမှတ်ထားသေးတယ်ဒီ spirit တွေနဲ့ပတ်သက်ပြီးအိမ်မက်တွေမှတ်တာအဲ့တော့ဆိုတော့ကိုယ့်ရဲ့ spirit ကနော်ဒါခိုင်လန်းပေးလိုက်မယ်ဒီလား lavender တွေလည်းဒီ twin flame reading တိတ်မလုပ်ဖြစ်ဘူးဒါပေမဲ့တခုခုရဲ့တွန်းအားကြောင့်ဒီလတွေမှာဒီအရာလေးလုတ်ပေးရှင်နေဆိုတော့မင်းတို့ညောက်တဲ့ positive အောက်ကန်တော့ဒီလတော်တွေမှာဖြစ်နိုင်မယ်တချို့တော့ကြောက်လဲ energy မကောင်းတဲ့သူကြောက်လဲတစ်လအတော်တွေပေါ့နောက်လတွေပေါ့ဆိုတော့အဆက်တော်ရမှာကွာမင်းတို့ညအဆက်တော်မပြီးပြတ်သေးဘူးရလိမ့်မယ် union နမိတ်ပဲ 10 of pentacle ပြင်မှာလဲစုံဖြစ်မယ်ကောင်းမွန်တဲ့စုံချင်းမျိုးလေး10 of pentacle ဆိုတော့ပြီးပြည့်စုံတဲ့နမိတ် union energy ရထားရဲဆိုတော့ပြန်လာလိမ့်မယ်ပြန်ဆက်သွယ်လိမ့်မယ် union ရလိမ့်မယ်မပူနဲ့ no contact က break သူ့ဘက်ကပဲ break စလုပ်မယ်ဟုတ်ပြီနော်သူဘက်ကပဲ break စလုပ်မယ်အဲ့တော့ပေါ့ပါပဲသွားပါသူဒီပေါ့ပါပဲလာမှာဖြစ်တယ်ကိုစီကိုအရင်ကြီး heavy pressure နဲ့လာမှာမဟုတ်တချို့ဆိုရင်ပတ်စံချီပါအောင်အဲ့လိုအမှန်တော့ပတ်စံတကယ်လိုချင်လို့မဟုတ်တကယ်ပြောင်းရင်းသဘောနဲ့ဆက်သွယ်အဲ့လိုမျိုးအဆက်သွယ်လေးလာလိမ့်မယ်ပေါ့တချို့ကြလဲတကြံမုံဘိုးလေးနဲ့အဲ့လိုမျိုးလေးလာလိမ့်မယ်ပေါ့ပေါ့ပါလေးပဲလာလိမ့်မယ်မပူနဲ့နော်အဲ့တော့ lavender ခုနပြောတဲ့အထက်မှာပါတယ်တစ်ဖက်သူရဲ့ energy မင်းတို့ညောက်ကြမှာနော်နားလည်မှုတွေတယောက်နဲ့တယောက်ကိုချင်းစာမှုတွေလိုနေသေးတယ်မင်းတို့ညောက်ရဲ့ connection ကတော့ဟုတ်တာမှန်တယ်စစ်မှန်တယ်ဒါပေမဲ့မင်းတို့ညောက်ကြားမှာအခြေခံအုတ်မြစ်က foundation ကမခိုင်မြဲသေးဘူး foundation မခိုင်မြဲသေးနေလို့ separation ခဏထပ်ဖြစ်နေမှာပဲအဲ့တော့နှစ်ယောက်တွန်းလိုက်ကြမှာ separation တွေမဖြစ်ချင်တော့ဆိုကိုတို့နှစ်ယောက်ကြားမှာ foundation ခိုင်မာအောင်လိုအပ်ဖို့လိုတယ်ကိုဘက်ကလည်းဒီ connection မှာ positive thinking ဘိုင်းနဲ့တွေးနေဖို့လိုအပ်တယ်လို့တစ်ဖက်သူဘက်မှာလည်းအဲ့လိုလိုအပ်တယ်တေချာတစ်ခုကမင်းတို့နှစ်ယောက်ကပါဒီ foundation ကအချစ်ပဲရှိရယုံကြည်မှုနားလည်မှုတီးခံမှုညှာတာမှုအဲ့ဒါမရှိဘူးဆိုတော့မင်းတို့နှစ်ယောက်ကသိလားအချစ်ပဲရှိလို့ညောက်ကြမှာတန်ရောစင်အချစ်ပဲရှိလို့ပြန်ပြီးတော့ပတ်သက်နေရအဲ့တော့ permanent union ရောက်ဖို့လိုနေတယ်ဘာလို့လဲအခြေခံအုတ်မြစ်ကမပြီးပြည့်စုံသေးလို့အဲ့အုတ်မြစ်ဒီအိမ်တစ်ခုပြီးပြည့်စုံတဲ့အိမ်လေးတစ်ခုဖြစ်ဖို့အတွက်ပေါ့နော်အများကြီးလိုအပ်နေတယ်ဒီ foundation ကမခိုင်တော့အဲ့အိမ်ကပြိုလဲနေမှာပဲပြောတာသဘောပေါက်မှာပါလာမနိုင်ပြောတာနော်အဲ့တော့ဒီတစ်ခေါက်ပြန်ပြီးတော့ union ဖြစ်ရေကိုယ့်ဘက်ကပြုတ်ပြီးတော့စာနာပေးပါကိုယ့်ဘက်ကပေးတဲ့ energy သူ့ဘက်ကပြန်ရလာနိုင်မယ်အဲ့ဒါဒီ twin flame မှာ twin flame connection ဆိုတာအကြောင်းပဲပြောရမျိုးမဟုတ်ဘူးအဲ့တော့ကိုပေးတဲ့အတိုင်းပြန်ရတယ်အများအားပြန်လာတယ်ခြိတိုင်းလိုပဲဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော်ပြန်လာလိမ့်မယ်ပြန်ပတ်သက်ရလိမ့်မယ်မိသားအဲ့လိုပြန်ဆုံရလိမ့်မယ်ပြန်มาလဲပြန်ဆုံကမဆွဲတော့အပြန်มาလဲပြန်ဆုံစည်းရဖို့နမိတ်ကလေးရှိနေသေးရဲ့နော်အဲ့တော့ base of the deck တွေရောဒီမှာဆွဲပြီးတော့ကြည့်ပေးရတော့ဒီနေ့ reading ကလောက်ပဲဆိုမင်းတို့ညပို့စပဲအောက်ကန်အရန်ကိုကျင်းနေစရာကောင်းတယ်နော်ပြန်လဲဆုံတွေ့ရအောင်မယ်နမိတ်တွေရောပြန်လဲဆက်သွယ်လာအောင်မယ်နမိတ်တွေရော no contact ကို break လုပ်ပါလိမ့်မယ်တစ်ဖက် twin flame ကနော်မင်းဘက်ကတော့လောက်မှာမဟုတ်တစ်ဖက် twin flame ကလောက်လာလိမ့်မယ်ဆိုတော့စောင့်နေဆိုတဲ့ attachment တွေနော် no attachment နော်မှားရနော် attachment တွေများသလားပြင်မှန်းပါပဲ attachment မများနဲ့ကိုယ်ကိုလှုပ်ရှားရှိတာကဒီ connection ပေါ်မှာငါပြည့်စုံတဲ့အိမ်လေးတဲ့အိမ်ဖြစ်အောင်ငါဘယ်လိုတိစောက်ရမလဲငါဘယ်လိုတိထောင်ရမလဲငါဘက်ကဘယ်လို energy နဲ့ပြင်ဆင်ရမလဲဒါပဲကောင်းတယ်မတွေးထားဟဲ့သူလာမလားဘာဖြစ်လဲညာဖြစ်လဲသူနဲ့တူနေရတော့ဘာတအဲ့တွေးမနေနဲ့သူနဲ့ဆိုတဲ့အကြောင်းတွေမတွေးနဲ့ကိုကဒီ connection မှာဘယ်လိုခိုင်မြောက်လုပ်ရမလဲဒါပဲတွေးရနော်သူကငါ့ကိုမချစ်ဘူးလားသူကငါ့ကိုပြစ်သွားမလားသူကငါ့မယူဘူးလား
တော့ဘာလို့လဲအဲ့လိုမေးခွန်းနေထုတ်နေရဒီတခြားလမ်းကြောင်းလွတ်ရောက်သွားမှာဒီအိမ်ကိုဒီကိုကတိဆောက်ရမယ်ဟုတ်တယ်မလားကိုကအဲ့အရာပေါ်မှာ energy မရှိဘူးတခြားအရာတွေပေါ်မှာ energy ရှိရင်ဒီအိမ်တိဆောက်ဖို့အရာကြံ့ကြာနေအဲ့တော့ဒါနှုတ်ကွန် separation နေခဏထပ်ဖြစ်နေဒါအဓိကဒီသဘောပဲနော်အဲ့တော့နှစ်ယောက်စလုံးအချစ်တဲ့တန်ရောစင်နေရှိပြီးသားအချစ်တဲ့တန်ရောစင်နေရှိပြီးသားကိုပို့ပြီးတော့ပြည့်စုံတဲ့အိမ်လေးတဲ့အိမ်ဖြစ်အောင်ဘယ်လိုတိဆောက်ရမလဲနားလည်မှုစာနာမှုတိခံမှုညှက်တာထောက်ထားမှုအဲ့ဒါတွေနဲ့တိဆောက်ရမယ်အဲ့လိုပုံစံမျိုးနော်ကဲဟုတ်ပြီရှင့်အဲ့တော့နော်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒါဒီနေ့ဒါ surprise reading လေးဖြစ်သွားမှာပေါ့ဟုတ်ပြီနော် bye bye